ခုပို့ချမဲ့သင်ခန်းစာကတော့ရန်ကုန်ဝေးသင်တက္ကသိုလ်တတိယနှစ်စိတ်ပညာအထူးပြုကျောင်းသူကျောင်းသားများအတွက် psychological testing ဘာသာရပ်ထဲက reliability ကျောင်းပဲဖြစ်တယ်။ဒါကြောင့်ပထမဦးဆုံး reliability ရဲ့အဓိပ္ပာယ်ကိုရှင်းပြမှာဖြစ်တယ်။ပြဋ္ဌာန်းစာအုပ်မှာ reliability ရဲ့အဓိပ္ပာယ်ကိုဖော်ပြထားတာကတော့ reliability refers to the consistency of scores obtained by the same person when re-examining with the same test on different occasions or with different sets of equivalent items. Reliability ကိုးစားနိုင်မှုဆိုတာတူညီသောလူများကိုစစ်ဆေးလွှာတစ်ခုတည်းဖြင့်ချိန်ထပ်မံစစ်ဆေးရင်ဖြစ်ဖြစ်ဒါမှမဟုတ်ထပ်တူညီတဲ့မေးခွန်းများပါတဲ့စစ်ဆေးလွှာများနဲ့စစ်ဆေးရင်ဖြစ်ဖြစ်ရမှတ်တို့တသက်မှတ်တီးဖြစ်မှုကိုဆိုလိုတယ်။ဥပမာလူအုပ်စုတစ်စုကိုစစ်ဆေးလွှာတစ်ခုဖြေခိုင်းပြီးသူတို့ရဲ့ရမှတ်တွေကိုယူထားပါ10ရက်15ရက်လောက်ကြာတဲ့အခါအဲ့ဒီလူစုကိုစောစောကစစ်ဆေးခဲ့တဲ့စစ်ဆေးလွှာနဲ့ထပ်မံစစ်ဆေးကြည့်ရင်ဖြစ်စေဒါမှမဟုတ်မူလစစ်ဆေးလွှာနဲ့ထပ်တူညီတဲ့မေးခွန်းတွေနဲ့စစ်ဆေးကြည့်ရင်ဖြစ်စေလူတူစီရရှိတဲ့အမှတ်တွေဟာပထမအကြိမ်နဲ့ဒုတိယအကြိမ်တူရမယ်တထပ်တီးမတူရင်တော့နည်းငယ်လောက်ပဲကွဲလွဲရမယ်အဲ့ဒီလိုရေသွေးရှိတဲ့စစ်ဆေးလွှာကိုကိုးစားနိုင်မှုရှိတဲ့စစ်ဆေးလွှာလို့ခေါ်တယ်ခုဆက်ပြီးကိုးစားနိုင်မှုအမျိုးအစားဘယ်နှမျိုးရှိတယ်ဆိုတာကိုတင်ပြမယ်ကိုးစားနိုင်မှုအမျိုးအစား5မျိုးရှိတယ်အဲ့ဒါတွေကတော့ 1. Test retest reliability ထပ်မံစစ်ဆေးကိုးစားနိုင်မှု 2. Alternate form reliability တူညီပုံစံကိုးစားနိုင်မှု 3. Split half reliability ထက်ဝက်ခွဲကိုးစားနိုင်မှု 4. Kuta Richardson reliability ကူတာရစ်ချာဆန်ကိုးစားနိုင်မှုနဲ့ 5. Scorer reliability အမှတ်ပေးသူကိုးစားနိုင်မှုတို့ဖြစ်ကြတယ်ကိုးစားနိုင်မှုမျိုးမျိုးတွေကမှထင်ရှားတဲ့နည်းများဖြစ်တဲ့ test retest reliability ထပ်မံစစ်ဆေးကိုးစားနိုင်မှုနဲ့ alternate form reliability တူညီပုံစံကိုးစားနိုင်မှုအကြောင်းကိုတင်ပြသွားမှာဖြစ်တယ် test retest reliability ထပ်မံစစ်ဆေးကိုးစားနိုင်မှုရဲ့အဓိပ္ပာယ်ကိုဦးစွာရှင်းပြမယ် The obvious methods for finding the reliability of test scores is by repeating the same test for a second time. The correlation between the scores obtained by the same persons on the two administration of the test shows the reliability of the test. It is called test retest reliability. Test retest reliability ထပ်မံစစ်ဆေးကိုးစားနိုင်မှုရဲ့အဓိပ္ပာယ်ကတော့စစ်ဆေးလွှာတစ်ခုတည်းဖြင့်ထပ်မံစစ်ဆေးပြီးကိုးစားနိုင်မှုရှာတဲ့နည်းဖြစ်တယ်။စမ်းသပ်ခံအုပ်စုတစ်စုတည်းကိုစစ်ဆေးလွှာတစ်ခုတည်းနဲ့နှစ်ကြိမ်စစ်ဆေးပြီးရရှိလာတဲ့ရမှတ်တွေကိုဆက်ဆက်မှုပြကိန်းရှာတာဖြစ်တယ်။ဥပမာကိုးစားနိုင်မှုရှာခြင်းနဲ့စစ်ဆေးလွှာတစ်ခုကိုအနည်းဆုံးလူ100လောက်ပါတဲ့လူအုပ်စုကိုဖြေခိုင်းပြီးသူတို့ရဲ့အမှတ်တွေကိုရှာထားတယ်။ရက်တန်ငယ်ချတဲ့အခါအဲ့ဒီလူစုကိုပဲမူလစစ်ဆေးလွှာနဲ့ဒုတိယအကြိမ်ထပ်မံစစ်ဆေးကြည့်ပြန်တယ်။ပြီးတော့ပထမအကြိမ်ရရှိတဲ့အမှတ်တွေနဲ့ဒုတိယအကြိမ်ရရှိတဲ့အမှတ်တွေကိုစည်ရင်းသင်္ချာနည်းနဲ့ဆက်ဆက်မှုပြကိန်းရှာကြည့်ခြင်းပဲဖြစ်တယ်။စိတ်ပညာရှင်တွေဟာစိတ်စစ်ဆေးလွှာ psychological test တစ်ခုကိုတိဆောက်တဲ့အခါအဲ့ဒီစစ်ဆေးလွှာဟာကိုးစားနိုင်မှု reliability ဘယ်လောက်ရှိတယ်ဆိုတာရှာဖွေပြီးစစ်ဆေးလွှာရဲ့လက်ဆွဲစာအုပ်မှာဖော်ပြလေရှိကြတယ်စိတ်ပညာလက်ဆွဲစာအုပ် test manual မှာ
ထပ်မံစစ်ဆေးကိုးစားနိုင်မှုကိုဖော်ပြရမှာစစ်ဆေးချိန်တစ်ချိန်နဲ့တစ်ချိန်ကြားမှာရက်ဘလောက်ကွာတယ်ဆိုတာကိုပါဖော်ပြထားတယ်။ဒါဟာရေးကြီးတဲ့အချက်တစ်ခုဖြစ်တယ်။ဘာကြောင့်ရေးကြီးတာလဲဆိုတော့စစ်ဆေးတဲ့အချိန်တစ်ခုနဲ့တစ်ခုကြားမှာဂျာကာလကြာတာနဲ့အမျှကိုးစားနိုင်မှုပြကိန်းလည်းနှိမ့်ကျသွားတတ်တယ်။ထပ်မံစစ်ဆေးကိုးစားနိုင်မှုရှာတဲ့အခါဂျာကာလကို6 လထက်ပိုမကြာသင့်ဘူးလို့စိတ်ပညာရှင်များကဖော်ပြထားတယ်။ Test retest reliability ထပ်မံစစ်ဆေးကိုးစားနိုင်မှုရှာနည်းဟာလွယ်ကူပေမဲ့ရေးကြီးတဲ့အားနည်းချက်တွေရှိတယ်။ Practice will probably produce varying amounts of improvement in the retest scores of different individuals. ပထမအားနည်းချက်ကတော့တချို့စစ်ဆေးလွှာတွေဟာဒုတိယအကြိမ်ဖြေတဲ့အခါပထမအကြိမ်ရဲ့အတွေ့အကြုံကြောင့်ပိုမိုမှန်အောင်ဖြေလာနိုင်ကြတယ်။ Practice effort လေ့ကျင့်မှုရဲ့အကျိုးသက်ရောက်မှုလို့ခေါ်တယ်။ Practice effort ဟာလူတစ်ဦးနဲ့တစ်ဦးအကျိုးသက်ရောက်မှုချင်းမတူတဲ့အတွက်ဒုတိယအကြိမ်ဖြေဆိုတဲ့အခါရမှတ်တွေအတက်အကျမတူပဲကွဲလွဲသွားတတ်ကြတယ်။အဲဒါကြောင့်ဆက်စပ်မှုပြကိန်းလည်းနှိမ့်ကျသွားတတ်တယ်။ If the interval between retests is fairly short, the examinees may recall many of their former responses. ဒုတိယအားနည်းချက်ကတော့တချို့စစ်ဆေးလွှာတွေဟာပထမအကြိမ်စစ်ဆေးခြင်းနဲ့ဒုတိယအကြိမ်စစ်ဆေးခြင်းတို့အကြားမှာဂျာကာလတိုးနေရင်ဖြေဆိုသူတွေဟာဖြေတွေကိုမှတ်မိနေတတ်တဲ့အတွက်ပထမအကြိမ်ရမှတ်နဲ့ဒုတိယအကြိမ်ရမှတ်တို့တူဖြစ်နေတတ်တယ်။အဲ့ဒီအတွက်ကြောင့်ဆက်စပ်မှုပြကိန်းမြင်ပြီးကိုးစားနိုင်မှုရှိတယ်လို့ထင်မှားတတ်ကြတယ်။ The nature of the test itself may also change with repetition. တတိယအားနည်းချက်ကတော့တချို့စစ်ဆေးလွှာတွေဟာထပ်မံဖြေခိုင်းတဲ့အခါ nature of the test စစ်ဆေးလွှာရဲ့သဘာဝအပြောင်းလဲဖြစ်သွားတတ်တယ်။ပထမအကြိမ်ဖြေတုန်းကစစ်ဆေးလွှာရဲ့သဘာဝကိုသဘောမပေါက်သေးလို့မဖြေတတ်တဲ့အတွက်အမှတ်နည်းခဲ့ပြီးဒုတိယအကြိမ်ကျတော့စစ်ဆေးလွှာမှာပါတဲ့ the principle in the problem မေးခွန်းရဲ့သဘာဝတရားကိုစုပ်ကိုင်မိပြီးပိုမိုဖြေနိုင်လာတတ်တယ်။ Effect of repetition ထပ်တလဲလဲပေးမှုရဲ့အကျိုးသက်ရောက်မှုလို့ခေါ်တယ်။အဲ့ဒီအကျိုးသက်ရောက်မှုကြောင့်ပထမအကြိမ်နဲ့ဒုတိယအကြိမ်အမှတ်ချင်းကွဲလွဲသွားတတ်တယ်။အဲ့ဒါကြောင့်ဆက်စပ်မှုပြကိန်းလည်းနှိမ့်ကျသွားရတယ်။ဒီလိုအားနည်းချက်တွေရှိတဲ့အတွက်ထပ်မံစစ်ဆေးကိုးစားနိုင်မှုရှာနည်းကို effect of repetition ထပ်လဲလဲပေးမှုရဲ့အကျိုးသက်ရောက်မှုမရှိတဲ့စစ်ဆေးလွှာမျိုးစားတွေမှာပဲအသုံးပြုလို့ရနိုင်တယ်။ The same persons can be tested with one phone on the first time and with another comparable phone on the second. The correlation between the scores obtained on the two phones represents the reliability coefficient of the test. It is known as the alternate phone reliability. Alternate phone reliability တူညီပုံစံကိုးစားနိုင်မှုဆိုတာစမ်းသပ်ခံအုပ်စုတစ်စုတည်းကိုပထမအကြိမ်မှာစစ်ဆေးလွှာပုံစံတစ်ခုနဲ့စစ်ဆေးပြီးဒုတိယအကြိမ်မှာပထမပုံစံနဲ့အပြိုင်တည်ဆောက်ထားတဲ့နောက်စစ်ဆေးလွှာတစ်ခုနဲ့စစ်ဆေးခြင်းပဲဖြစ်တယ်။အဲ့ဒီနောက်ရမှတ်နှစ်စုံကိုဆက်စပ်မှုရှာကြည့်ရင်ကိုးစားနိုင်မှုပြကိန်းရတယ်။တူညီပုံစံကိုးစားနိုင်မှုကိုရှာတဲ့အခါစစ်ဆေးလွှာနှစ်ခုကိုဂျာကာလမချပဲတစ်ခုပြီးတစ်ခုဇက်တိုက်စစ်ဆေးလို့လည်းရတယ်။ဂျာကာလချပြီးစစ်ရင်လည်းဖြစ်တယ်။ချိန်ချပြီးစစ်ရင်ကိုးစားမှုပြကိန်းဟာစစ်ဆေးလွှာရဲ့ချိန်ကာလအလိုက်
တည်ငြိမ်မှု temporal stability ကိုရောမျိုးတူစင်ကွဲအချက်လက်များအပေါ်တုံ့ပြန်မှုတသမတ်တီးဖြစ်မှု consistency of response ကိုပြသနိုင်တယ်ဒီကိုးစားမှုရှာနည်းမှာတူညီပုံစံတစ်ခုကိုအချိန်မခြားပဲစစ်ဆေးနိုင်တဲ့အတွက်ချိန်ကုန်သက်သာပြီးဆောင်ရွက်ရတာလွယ်ကူတယ်ဒါပေမဲ့ဒီကိုးစားနိုင်မှုကိုအမြဲတမ်းအသုံးပြုလို့မရဘူး။ဘာကြောင့်လဲဆိုတော့စစ်ဆေးလွှာတိုင်းမှာတူညီပုံစံမရှိတဲ့အတွက်ဒီရှာနည်းကိုအမြဲအသုံးမပြုနိုင်ဘူး။ Parallel form of the original test တူညီပုံစံဆိုတာမှာလဲတကယ်တမ်းတူတဲ့ပုံစံတစ်ခုဖြစ်ဖို့လိုတယ်။ Same number of items ပုံစံတစ်ခုဟာပါဝင်တဲ့အချက်လက် items တွေအရေအတွက်တူရမယ် Same type of content ပါရှိချက်မျိုးစားလည်းတူရမယ် Same level of difficulty ခက်ခဲမှုအဆင့်လည်းတူရမှာဖြစ်တယ်ဒီလိုအချက်တွေကြောင့်တူညီပုံစံကိုးစားနိုင်မှုကိုအမြဲတမ်းအသုံးမပြုနိုင်တာဖြစ်တယ်တူညီပုံစံကိုးစားနိုင်မှုမှာလည်းအားနည်းချက်တွေရှိတယ်အဲ့ဒါတွေကတော့ 1. Practice effort လေ့ကျင့်မှုရဲ့အကျိုးသက်ရောက်မှုဟာထက်မှာပြောခဲ့တဲ့ test retest reliability ထက်လျော့နည်းသွားပေမယ်လုံးဝပျောက်သွားအောင်လို့မပြုလုပ်နိုင်ဘူး 2. Nature of the test စစ်ဆေးလွှာရဲ့သဘာဝဟာလည်းပထမအကြိမ်အတွေ့အကြုံကြောင့်ပြောင်းလဲသွားနိုင်မှုရှိနေတယ် 3. Difficulties of constructing comparable forms တူညီပုံစံပြုလုပ်ရမှာတကယ်တမ်းတူညီတဲ့စစ်ဆေးလွှာတစ်ခုပြုလုပ်ဖို့ခက်ခဲတယ်ဒီလိုအားနည်းချက်တွေကြောင့်စစ်ဆေးလွှာတစ်ခုရဲ့ကိုးစားနိုင်မှုကိုရှာတဲ့အခါတခြားနည်းလမ်းတွေကိုသုံးပြုဖို့လိုအပ်တယ်အခုပို့ချခဲ့တာကတော့ reliability ကိုးစားနိုင်မှုမျိုးစားမျိုးတွေကမှထင်ရှားတဲ့နည်းများဖြစ်တဲ့ test retest reliability နဲ့ alternate for reliability နှစ်မျိုးအကြောင်းကိုသေးစိတ်ရှင်းပြခဲ့တယ်ဆိုတာကိုပြောကြရင်ပို့ချချက်ကိုရပ်နားလိုက်တယ်